အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ AB 6ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည့်အတွက်ထိုင်းနိုင်ငံနီကာရာဂွာသမ္မတနိုင်ငံနဲ့ရုရှားနိုင်ငံများမှာခေါင်းဆောင်များကဝမ်းမြောက်ကြောင်းတဝန်လာများပေးပို့ခဲ့တဲ့တဲ့ရင်ကိုဝေမျှပေးကြပါတယ်လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးကောက်တင်မြှောက်ကြောင်းပြည်ထောင်စုလွှတ်တော်ကအတည်ပြုကြေညာထားပြီးဖြစ်ပါတယ်ယင်းတို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့အတွက်ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးကဝမ်းမြောက်ကြောင်းတဝန်လွှာပေးပို့ထားပါတယ်၎င်းရဲ့တဝန်လွှာမှာကျွန်ုပ်တို့နှစ်နိုင်ငံဆက်ဆံရေးအနာဂတ်အတွက်အကောင်းမြင်မျှော်လင့်ထားပြီးထိုင်းမြန်မာဆက်ဆံရေးအခမ်းကဏ္ဍတစ်ကိုဖော်ဆောင်နိုင်ရန်အတွက်မြန်မာအစိုးရတဲ့နီးကပ်စွာဆက်လက်လှုပ်ဆောင်သွားရန်အလွန်မျှော်လင့်နေကြောင်းထိုင်းနိုင်ငံသည်တငယ်ချင်းကောင်းနဲ့မိတ်ဖက်ကောင်းဖြစ်ရပ်တည်လျက်ရှိပြီးငြိမ်းချမ်းရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရတွင်မြန်မာအစိုးရတဲ့ကြိုးပမ်းမှုများကိုကူညီပံ့ပိုးရန်အသင့်ရှိကြောင်းနေပြည်တော်၌အဆွေတော်အားဂါဝရပြုတွေ့ဆုံရန်နဲ့ကျွန်ုပ်တို့၏နှွေးထွေးမှုများကိုမကြာမီဆက်လက်ဆောင်ရွက်သွားနိုင်ရန်မျှော်လင့်တယ်လို့ဖော်ပြထားပါတယ်။ယင်းပြင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့အတွက်နီကာရာဂွာသမ္မတနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကဝမ်းမြောက်ကြောင်းတဝန်လွှာပေးပို့ထားပါတယ်။၎င်းရဲ့တဝန်လွှာမှာညီရင်အကိုပမာဖြစ်သောမြန်မာပြည်သူများ၏ငြိမ်းချမ်းရေးဒီငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကြီးမားသောတာဝန်ဝတ္တရားကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါသေးကြောင်းအဆွေတော်အားဒါရီယိုနှင့်စန်ဒီနိုမြေမှာမိမိတို့ကစူတောင်းမြတ်တာပို့တာကြောင့်အခွင့်အခါကြုံကနီကာရာဂွာသမ္မတနိုင်ငံအမျိုးသားလွှတ်တော်နေဖြင့်မိမိတို့နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုစီးလုံးညီညွတ်မှုနဲ့အပြန်အလှန်နားလည်မှုတို့ကိုဆက်လက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဂရီကဝတ်ကိုအတိပြုကြောင်းအဆွေတော်အားအစဉ်ချစ်ကြည်လေးစားလျက်ရှိကြောင်းထပ်လောင်းပြောကြားလိုတယ်လို့ဖော်ပြထားပါတယ်ဒါအပြင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတော်သမ္မတဖြစ်ရွေးကောက်တင်မြှောက်ခဲ့တဲ့အတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံဘူယာတီယာပြည်နယ်အကြီးအကဲနဲ့အစိုးရဖွဲ့ဥက္ကဋ္ဌကလည်းဝမ်းမြောက်ကြောင်းတဝန်လွှာပေးပို့ထားပါတယ်၎င်းရဲ့တဝန်လွှာမှာအဆွေတော်နေဖြင့်နိုင်ငံတော်၏အမြင့်ဆုံးတာဝန်ကိုထမ်းဆောင်ရတွင်ချမှတ်ထားသည့်ရည်မှန်းချက်များအားလုံးကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နိုင်ရန်ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာခြင်းနှင့်ခွန်အားများပိုင်ဆိုင်ပါသေးကြောင်းဆုတောင်းမြတ်တာပို့တာကြောင့်မိမိတို့၏စုပေါင်းဆောင်ရွက်မှုများသည့်ဘူယာတီယာပြည်နယ်နှင့်မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်ကြိုးဖြစ်ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်မှုများကိုပုံမိုးခိုင်မာစေမည်ဟုအပြည့်အဝယုံကြည်တယ်လို့ဖော်ပြထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်